တော့တမိုင်းဦးဆိုတာတော့ကျွန်တော်တို့မြန်မာနိုင်ငံတမိုင်းကိုဆိုလိုတာပါအဲ့တော့ဇာတိဆိုတာကျွန်တော်တို့အမျိုးအယိုးနော်အဲ့တော့အမျိုးအယိုးအမျိုးအနွယ်နော်ဒါကိုဆိုလိုတာပါအဲ့တော့ပုံညဟာကျွန်တော်တို့ဒီပါဠိစလောကနေယနေ့ခေတ်မှာတော့ဒါဖုံကန်ဆိုတဲ့နော်ပါဠိတက်မြန်မာမွေးသားစလုံးအဖြစ်တော်အသုံးတွင်ပါတယ်နော်ဒီမှာဆိုလိုတာတော့နော်ပုံညဆိုတာကျွန်တော်တို့လုံရက်ကအကျိုးရလတ်တော့လုံရက်ကအကျိုးရလတ်အဲ့တော့ဇာတိပုံညနော်ကျွန်တော်တို့ရှေးလူကြီးတွေပြောလေးရှိပါတယ်ဇာတိပုံညဂုဏ်မာနရှိရမယ်နော်ဆိုတာတော့မိမိနိုင်ငံမိမိအမျိုးအနွယ်ရဲ့ကျွန်တော်တို့ဇာတိနဲ့ကျွန်တော်တို့ပုံညကျွန်တော်တို့လုံရက်တွေနော်လုံရက်တွေရဲ့အကျိုးရလတ်အဲ့မှာဂုံဆိုတာဟာကျွန်တော်တို့ဒီဂုံယူတင်တဲ့ဟာနော်ထိမ့်သိမ်းဆောက်ရှောက်တင်တဲ့ဟာနောက်မာနဆိုတာဟိုသူများကိုထောင်လွှားဖို့မာနမျိုးမဆိုလိုပါဘူးနော်အဲ့တော့ကိုလူအဖွဲ့အစည်းလူရည်ကြည်မှုနော်ဒီကဘာလူရည်ကြည်မှုဘောင်များစွာတွေကလူအဖွဲ့အစည်းတစ်ခုအနေနဲ့နော်ကိုယ်ပိုင်မာနနော်ကိုယ်ပိုင်တာဝန်သိစိတ်နဲ့ကျွန်တော်တို့ဆက်တမ်းလုပ်ဆောင်သွားမယ်တရားကိုဆိုတော့ဇာတိပုံညဂုဏ်မာနကျွန်တော်တို့တမိုင်းဦးတို့ကမြန်မာနိုင်ငံတမိုင်းဦးတို့ကမြန်မာမျိုးနွယ်တွေတော့ဘလို့စပြီးမှတ်တမ်းတွေကြံခဲ့တယ်အဲ့ရလုပ်ရက်တွေပါတွေကြံခဲ့တယ်အဲ့တော့မြန်မာတမိုင်းဦးနဲ့ပတ်သက်လို့အချိန်တော့ကတော့ကျွန်တော်တို့ဒီကိုလိုနီခေတ်မှာမြန်မာတမိုင်းကတော်တော်လေးဖျက်ဆီးခံရပါတယ်နော်ကိုလိုနီခေတ်မှာတော့ဒါတို့လဲကိုလိုနီနိုင်ငံရေးအရာအာရှတိုက်အာဖရိကတိုက်တောင်အမေရိကတိုက်တွေမှာဒီကိုလိုနီဝါဒကျင့်သုံးတဲ့ဥရောပနိုင်ငံကြီးတချို့ကတို့လုပ်နေကြဟာတွေပေါ့လေအာရှအာဖရိကမှာတမိုင်းတွေဖြစ်စီ